အားလုံးပဲမင်္ဂလာပါရှင် Podcast Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကြီးမနိုးပွဲတော်ကိုစာဖတ်သူလေးတွေကြားဖို့ကြမယ်ထင်ပါတယ်ကြီးမနိုးပွဲကိုညလေတကောင်ပစ္စည်းတွေခိုးတဲ့နေလို့ခေါ်ပါသလားဒါမှမဟုတ်ရက်ွက်ထဲမှာလှည့်ပြီးတော့ကြက်ကိုခိုးတက်ပြီးအိမ်မှာချက်စားရတဲ့ပွဲလို့ခေါ်ပါသလားမဟုတ်ပါဘူးရှေးရခင်ကကြီးမနိုးပွဲဆိုဒီမှာအလွန်တရာမှချစ်စရာကောင်းလာတဲ့ဒလေးတစ်ခုဖြစ်ပါတယ်။သဆောင်မုံလာပြေကျော်တရက်နေ့ဟာနှက်ခတ်ဆုံပြီးကျက်တီကနှက်ခတ်နဲ့ရှင်တော်နေ့တရက်ဖြစ်တဲ့လျောက်ကာလာသားတွေဟာတိတ်ထိတင်ရန်ဆေးဆွမ်းပြတဲ့အကောင်းဆုံးရမြက်လည်းဖြစ်ပါတယ်။ဆေးမင်ကြောင့်ဒုတိယမြောက်ဖြစ်ပြီးခဝင်ကြောင့်ရုပ်ဒူရန်တတိနဲ့သမီးရုပ်စတဲ့အစားရှိတဲ့အယုတ်တွေကိုထပ်မံထိုးနှံခြင်းဖြစ်ပါတယ်။ထိုသဆောင်မုံလာပြညမှာထိုးနှံတဲ့ဆေးမင်တွေကဘလောက်စွမ်းကြောင်းဘလောက်အောင်မြင်ကြောင်းသိရှိရဖို့အတွက်ဆေးသွမ်းထမထက်စံတက်ကြလေရှိပါတယ်။ဆေးသွမ်းပြတဲ့အချိန်မှာခန္ဓာကိုယ်တစ်ခုလုံးကကြောင်းတကောင်လိုမျိုးပဲပေါ့ပါတွက်လက်နေတယ်လို့ဆိုကြပါတယ်။မိမိရဲ့ဆေးဘလောက်စွမ်းတာကိုပြိုင်တဲ့အနေနဲ့ဘယ်သူကဘယ်ပစ္စည်းကိုပိုင်ရှင်မသိအောင်ယူနိုင်လဲဆိုပြီးတော့ပြိုင်ကြပါတယ်။အဲဒီနောက်ယူဆောင်လာတဲ့ပစ္စည်းတွေကိုခိုးကွင်းလို့ခေါ်တဲ့နေရာမှာပိုင်ရှင်အမိနဲ့ပြန်ပြီးလာယူဖို့စာကိုကတ်ထားလေးရှိပါတယ်။မိုးလင်းတဲ့အခါမှာပစ္စည်းပိုင်ရှင်များကသင်္ကန်းအစုံအလင်နဲ့မိမိတို့ရဲ့ပစ္စည်းတွေကိုလာရောက်ရွေးယူကြရပြီးကထိန်ပွဲကိုဆင်နွှဲကြပါတယ်။ကြီးမနိုးခင်အချိန်မှာအပီးစည်းလှုပ်ဆောင်ကြတဲ့ပွဲဖြစ်တာကြောင့်မို့လို့ကြီးမနိုးပွဲလို့ခေါ်ကြခြင်းဖြစ်ပါတယ်။တကယ်လို့ပစ္စည်းခိုးတဲ့သူကိုဖမ်းမိသွားရင်ကြတော့အဲ့ဒီခိုးတဲ့သူကိုဖမ်းပြီးခိုးကွင်းမှာကတုံးသုံးပြီးတော့တခါတည်းပြလူပြီးတော့ထားကြတယ်။ကထိန်ပွဲမှာခိုးတဲ့သူကိုရွာတကြီးဒါမှမဟုတ်ဥက္ကဋ္ဌကတရားသူကြီးလုပ်ပြီးတော့တရားစီရင်ခြင်းနဲ့ဟာတာပြုလုပ်ပြီးခိုးတဲ့လူကိုယဟန်ဝစေပါတယ်။ယနေ့ခေတ်မှာမတမာသူတွေကကြီးမနိုးပွဲကိုတခိုးကြီးညလို့နာမည်တက်လိုက်ကြတဲ့ကြောင့်အမီရင်ဖြစ်တဲ့ကြီးမနိုးပွဲဆိုတဲ့နာမည်လဲပျောက်သွားပြီးတန်ဖိုးရှိတဲ့ပစ္စည်းများကိုပါတကယ်ကိုအမှန်တကယ်ခိုးယူတတ်ကြပါတယ်။ခိုးရင်ကခိုးယူတဲ့ပစ္စည်းတွေကိုပြန်လဲရရှိပေမဲ့အခုခါမှာတော့ခိုးယူဖျက်ဆီးဒါတွေနဲ့အပျော်ကနေအပြက်ကိုဦးသိမ်းလာကြပါတယ်။ရှေးရခင်ကချစ်စရာတလေးတစ်ခုဖြစ်တော်ညာလဲအခုခါမှာတော့ကြီးမနိုးပွဲကိုအခွင့်ကောင်းယူတာကြောင့်အစင်လာမပြတ်နှွဲပြော့ခဲ့တဲ့ယဉ်ကျေးမှုပွဲတော်ကလည်းပြတ်တုံးလူနီးပါးဖြစ်နေပါပြီ။ရိုးရာတလေးကိုထိမ့်သိမ်းလိုပါကရိုးရာယဉ်ကျေးမှုပွဲတော်ရဲ့အမှန်တရားနဲ့မူလအနှစ်သာရကိုသိရှိဖို့ရလိုပါတယ်။ချစ်စရာကောင်းတဲ့ဒလေးကိုချစ်စရာကောင်းအောင်ဆက်ပြီးထိမ့်သိမ်းကြမယ်ဆိုရင်မြန်မာတို့ရဲ့ယဉ်ကျေးမှုထုံတန်းနေရတဲ့မကွယ်ပြောက်သွားစေဖို့စ조사ကြမှာတာယဉ်ကျေးမှုပွဲတော်များထိုင်မြဲမယ်ဖြစ်ပါတယ်။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီရှင်။ခုလိုပုံမြင်လေးကြိုက်နေတဲ့ဆိုရင်ဆက်လက်နားထောင်ဖို့ like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်။